အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့အိမ်မှာပစွန်စီပြန်ဟင်းလေးချက်စားဖြစ်ပါတယ်တနေ့ဘာဟင်းချက်ရမလဲစဉ်းစားပြီးခေါင်းကိုက်နေတဲ့သူတွေအတွက်လည်း idea တစ်ခုရစေဖို့အတွက်မျှော်လင့်ပါတယ်ပစွန်စီပြန်ဟင်းကိုတော့ဈေးတွေကနေပေါ်ချိတ်ပစွန်လေးဝယ်လာပါတယ်ဒါကတော့ဟင်းချက်တဲ့အခါသုံးမဲ့ပါဝင်ပစ္စည်းတွေပါပထမဦးဆုံးတော့ခရမ်းကျင်သီးတွေကိုထိပ်ပြက်ပြီးအနေတော်တုံးလေးတွေကိုကတ်ကြီးကိုက်ထားပြီးလိုက်ပါမယ်ပစွန်စီပြန်ဟင်းကိုခရမ်းကျင်သီးနဲ့ချက်တဲ့အခါမှာဟင်းနဲ့လည်းများသလိုအရသာလည်းကောင်းတော့မလို့ကျွန်တော်ကတော့ပစွန်စီပြန်ဟင်းချက်တိုင်းခရမ်းကျင်သီးနဲ့ထည့်ပွားလေးရှိပါတယ်ခရမ်းကျင်သီးကိုက်ပြီးပြီဆိုရင်တော့ဟင်းနဲ့ချက်ဖို့အတွက်ချက်သွန်လေးတွေကိုတေချာလေးပပလှီထားပေးလိုက်ပါမယ်ချက်သွန်လေးကိုမထောင်းတော့ဘဲနဲ့ပပလေးလှီပြီးတော့မှထည့်ပြီးကြော်မှာပေါ့နော်ဒါမှစီတက်တဲ့အခါမှာလည်းအနံ့လေးကပို့ပြီးတော့မှုေးနေမှာဖြစ်တယ်ပေါ့နော်ချက်သွန်လေးတွေပပလှီပြီးပြီဆိုရင်တော့ချက်သွန်ဖြူကိုဓာပြရိုက်ပြီးတော့နှုတ်နှုတ်လေးတွေဆင်ထားပေးလိုက်ပါမယ်ခရမ်းကျင်သီးရောထဲမှာဖြစ်တဲ့အတွက်ချက်သွန်ဖြူချက်သွန်လေးတွေကိုမထောင်းတော့ပါဘူးအားလုံးပြီးရင်တော့စီထည့်ပြီးတော့စီတက်ပါတော့မယ်စီတက်တဲ့အခါမှာလည်းအယောင်လှပြီးအနံ့မှုေးစီဖို့အတွက်ကိုနည်းနည်းမဟုတ်နည်းငယ်ထည့်ပြီးစီတက်ပေးပါမယ်စီနည်းငယ်ဆူလာပြီဆိုရင်တော့နှုတ်နှုတ်ဆင်ထားတဲ့ချက်သွန်ဖြူရဲ့ပပလှီထားတဲ့ချက်သွန်လေးတွေကိုထည့်ပြီးတော့စီတက်ပေးလိုက်ပါမယ်စီတက်တဲ့အခါမှာလည်းကျွန်တော်ကတော့အချိန်ကြာလေးပေးပြီးတော့မှစီတက်ပါတယ်ချက်သွန်ဖြူတွေနွမ်းပြီးမွေးလာပြီဆိုရင်တော့အစာရတာအတွက်အယောင်နဲ့မှုန်နဲ့ငယ်ကိုထည့်ပြီးတော့မှုေးပေးလိုက်ပါမယ်အယောင်နဲ့မုတ်တွေထည့်ပြီးနှမ်းဆအောင်မှုေးပြီးသွားပြီဆိုရင်တော့ခရမ်းကျင်သီးထည့်ပြီးတော့စီတက်ပါတော့မယ်ဈေးကကျွန်တော်ဝယ်လာတဲ့ခရမ်းကျင်သီးတွေကနည်းငယ်မာတာမလို့အချင်းကြာလေးစီတက်ပေးလိုက်ပါမယ်ခရမ်းကျင်သီးတွေနည်းငယ်နန်းလာပြီဆိုရင်တော့အနှစ်ပြည့်အောင်တေချာလေးမှုေးပြီးတော့မှခောက်ပြီးစီတက်ပေးလိုက်ပါမယ်ပစုံခရမ်းကျင်သီးချက်တဲ့အခါမှာဟင်းနှစ်ကအဓိကအသက်ဖြစ်တဲ့အတွက်ကြောင့်မလို့ခရမ်းကျင်သီးတွေကိုတော့ကျွန်တော်ကလုံးဝလိမ့်သွားတဲ့အထိကိုတည်ပေးသွားမှာဖြစ်ပါတယ်ခရမ်းကျင်သီးတွေတည်ပေးနေရင်လည်းအနည်းငယ်လိမ့်လာပြီဆိုရင်တော့ငရုတ်သီးပါထည့်ပြီးတော့စီတက်လိုက်ပါမယ်ကျွန်တော်ကတော့ဟင်းနှစ်ချက်တဲ့အခါမျိုးမှာငရုတ်သီးထည့်မယ်ဆိုရင်ဟင်းအိုးချကန်ဒီမှမထည့်ဘဲနဲ့အခုလိုမျိုးလေးစီနဲ့အနည်းငယ်ထည့်ကျော်ပေးလိုက်ပါတယ်အဲ့လိုထည့်ကျော်တဲ့အခါကျရင်နန်းကမှုေးပြီးတော့အစာရတာလည်းပိုပြီးကဲသွားတဲ့အတွက်ကြောင့်မလို့ပိုပြီးတော့မှကောင်းပါတယ်ခရမ်းကျင်သီးနဲ့ငရုတ်သီးတွေနန်းလာပြီဆိုရင်တော့အရသာအတွက်ချက်သားမုံနဲ့စားကိုထည့်ပြီးတော့မှထပ်မှုေးပေးလိုက်ပါမယ်ခရမ်းကျင်သီးတွေကတော့မှုေးနေရင်းနဲ့အနည်းငယ်ကြည်လာပါပြီခရမ်းကျင်သီးတွေကရေတွေကုန်ပြီးစီပြန်လာတာဖြစ်တဲ့အတွက်ခရမ်းကျင်သီးကလည်းကျွန်တော်လိုချင်တဲ့အနေထားကြီးအနှစ်ဖြစ်သွားတာမဟုတ်တဲ့အတွက်ကြောင့်မလို့ရေနည်းငယ်တောက်ပြီးတော့မှမှုေးပြီးတော့ချက်ပေးလိုက်ပါမယ်ခရမ်းကျင်သီးတွေကိုရေနည်းငယ်ထည့်ပြီးတော့ပဲတေချာလေးကြည်သွားအောင်မှုေးပေးလိုက်ပါမယ်မွေနေရင်းနဲ့နောက်ဆုံးမှစီပြန်လာပြီးတော့ခရမ်းကျင်သီးတွေအလုံးကျက်သွားပါပြီခရမ်းကျင်သီးကကျွန်တော်လိုချင်တဲ့အနေထားအတိုင်းအနှစ်ရလာပြီဆိုရင်တော့နောက်ဆုံးပိအနေနဲ့ပစွန်စိတ်တွေကိုထည့်ပြီးတော့မှုေးပေးလိုက်ပါမယ်ပစွန်စိတ်တွေကိုလည်းတေချာလေးချက်ပြီးအရသာစိတ်ဝင်နေအောင်လို့ရေနှဲငယ်ထည့်ပြီးတော့တည်ပေးသွားလိုက်ပါတယ်ရေနှဲငယ်ထည့်ပြီးတည်ထားပြီးမဲ့လည်းအောက်ကအိုးမတူသွားအောင်လို့တော့ခဏမှုေးပေးရပါမယ်ကျွန်တော်ထည့်ထားတဲ့ရေနှဲငယ်နဲ့ပစွန်တွေကလည်းရေနှဲငယ်ထွက်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟင်းကိုလုံးဝစီပြန်တဲ့အထိထားမှာဖြစ်ပါတယ်ဟင်းကဆူလိုက်ရင်းနဲ့အရသာမြေကြီးတဲ့အခါမှာအနေငယ်ပေါ်နေတဲ့အတွက်ချက်သားမုံအနေငယ်ကိုထပ်ပြီးတော့ထည့်ပြီးမှုေးပေးလိုက်ပါတယ်အခုလိုမျိုးမှုေးသွားရင်းနဲ့ပဲဟင်းကတဖြည်းဖြည်းနဲ့ဆူပြီးတော့စီပြန်စားပြူလာပါပြီဟင်းကစီပြန်လာတယ်ဆိုပေမဲ့လည်းခဏမှုေးပေးရပါမယ်ဟင်းကျင်ဒီချက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပြန်ရည်ချင်ဖြစ်နေတဲ့အချိန်ဆိုရင်အောက်ကတူးတက်ပါတယ်ဒါကြောင့်မကြာခဏမှုေးပေးဖို့လိုပါတယ်မှုေးနေရင်းနဲ့လုံးဝစီပြန်လာပြီဆိုရင်တော့နန်းမင်းထည့်ပြီးတော့မှအုပ်ပေးလိုက်ပါတယ်ကဲအခုဆိုရင်အရန်ကမှမှုေးပြီးတော့မှစားလို့ကောင်းတဲ့ဇွန်ခင်းကျင်ဒီချက်စီပြန်ဟင်းလေးကိုရပါပြီအဟင်းချက်ရမလဲကောင်းစားနေရတဲ့သူတွေအတွက်လည်း idea လေးတစ်ခုရမယ်လို့မျှော်လင့်ပါတယ်အားလုံးကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်နော် bye bye